ไว้ใจ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 ရဲ့အဓိပ္ပာယ်တော့ယုံကြည်စိတ်ချရဲဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ไว้ใจขอบคุณที่ไว้ใจขอบคุณที่ไว้ใจขอบคุณဆိုအားလုံးသိတယ်ယဉ်နီးမိသားစကားလုံးလေးကျေးဇူးတင်တယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ขอบคุณที่ไว้ใจအဲ့တော့ขอบคุณကျေးဇူးတင်တယ်ไว้ใจအပေါ်မှာတင်ထားတဲ့ယုံကြည်စိတ်ချရဲဆိုတော့အဲ့နှစ်ခုကျေးဇူးတင်တာနဲ့ယုံကြည်စိတ်ချတာကိုဘာနဲ့ဆက်မလဲဆိုရင် ที่နဲ့ဆက်မှာဖြစ်ပါတယ်ဆိုတော့ဒီညမှာဆိုရင်ขอบคุณที่ไว้ใจဆိုတော့ယုံကြည်စိတ်ချပေးရတဲ့အတွက်ယုံကြည်စိတ်ချလို့ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ရမှာနော်အဲ့တော့ဒီညမှာ ที่ဒီတဲ့အတွက်ကြောင့်လို့ဘာသာပြန်မှာဖြစ်ပါတယ် feeling အပေါင်းထိပုံသင်နည်းနဲ့သုံးသွားဖြစ်ပါတယ်နောက်တစ်ခုขอบคุณที่ไว้ใจဒီတရားပုံမှာပါပြီးသားအသစ်ပို့လာတဲ့စကားလုံးให้ผมทำให้ผมทำအဓိပ္ပာယ်လေးကတော့ကျွန်တော်ကိုလုပ်ခိုင်းတယ်ကျွန်တော်လုပ်ခွင့်ပြုတယ်ဆိုတော့ရှေ့ကတကြောင်နဲ့ပေါင်းမယ်ขอบคุณที่ไว้ใจให้ผมทำအဲ့တော့ကျွန်တော်ကိုယုံကြည်ခြင်းနဲ့လုပ်ခိုင်းတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်ขอบคุณที่ไว้ใจให้ผมทำကျွန်တော်ကိုယုံကြည်နဲ့လုပ်ခိုင်းတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဆုံးတစ်ကြောင်ขอบคุณที่ไว้ใจให้ผมทำဒီที่အပေါ်မှာပါပြီးသားပေါ့နော်အသစ်ပို့လာတဲ့စကားလုံးงานนี้ရဲ့အဓိပ္ပာယ်တော့ဒီအလုပ်ပေါ့နော်ဆိုတော့ขอบคุณที่ไว้ใจให้ผมทำงานนี้ဆိုတော့ဒီအလုပ်ကိုကျွန်တော်ယုံကြည်နဲ့လုပ်ခိုင်းတဲ့အတွက်ကျေးဇူးတင်ပါတယ်ขอบคุณที่ไว้ใจให้ผมทำงานนี้ကျွန်တော်ကိုဒီလုပ်ကိုယုံကြည်နဲ့လုပ်ခိုင်းတဲ့အတွက်လုပ်ခွင့်ပြုတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒီလိုမျိုး negative ပုံစံဝါကြလေးတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ video class လေးမှာ join လုပ်ရပါတယ် video class ဆိုတာကကျွန်တော်တို့အချိန်မရွေးနေရမရွေး internet ရှိုံနဲ့လေ့လာနိုင်မှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့အချိန်ကြီးစရာမလိုဘယ်သူ့မှလည်းစောင့်စရာမလိုကိုရရင်ရတယ်လို့ရှေ့ကိုလေ့ကျင့်သွားလို့ရတယ်လေ့လာသွားလို့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ video class ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုမေးခြင်းနဲ့နားမနေတဲ့နေရာတွေမရှင်းတဲ့နေရာတွေကိုလည်း24နာရီလုံးအမြဲတမ်းပြန်မေးလို့ရမှာဖြစ်ပါတယ်ဆိုတော့ဒီ video file လေးနေလာအမယ်ဆိုရင်အထူးကြီးလေးနဲ့ရရှိမှာဖြစ်ပါတယ်ဆိုတော့အချင်းနဲ့ဆိုရင် negative ဆိုပြီးတော့မှ page messenger လေးကိုစာလေးပို့ပေးပါကျေးဇူးများတင်ပါတယ်